ဟုတ်ကဲ့ကျွန်တော်ညီကိုတွေအတွက်ကျွန်တော်မန်ဒီမှာတပွဲကောင်းဆွဲချင်တဲ့ညီကိုတွေအတွက်ကျွန်တော်ဗီလာရေးတဲ့ Espanyol ပွဲလေးကို9ပေါ်ဖြစ်ရွေးချယ်ပေးထားပါတယ်။ဘာလို့9ပေါ်ဖြစ်ရွေးရလဲဆိုတဲ့အကြောင်းပြချက်တွေတက်ကအကြောင်းပြချက်အချို့ကတော့ပေါ့နော်ဒီဗီလာရေးတို့ဒီပွဲ22ပွဲနဲ့ပေါ့နော်လုံး40နီးပါးရှိတယ်။အိမ်ဝင်းမှာဆိုလို့ရှိရင်လေပြန်မြအတူတပွဲကိုနှလုံးနီးပါးသွင်းနေပေါ့နော်။လုံးနီးပါးသွင်းနေEspanyol ဆိုလို့ရှိရင်လေပွဲတိုင်းကိုရှုကတော့ရှိတယ်။သူ့မှာလေတပွဲကိုတစ်လုံးနီးပါးပေါ့နော်။သွင်းနေပြီးလဲပြီးတယ်ဇရလောက်ဖြစ်နေတယ်။နှစ်တင်းလုံးကဂိုးရဖို့လေခင်းရည်လေးမရှိသလိုနှစ်တင်းလုံးကဂိုးပေးဖို့လေဝင်မလေးကြပါဘူးခန်းစစ်ပိုင်းရလေအရင်ကြီးကြစ်လေးရှိနေတာလက်ရှိခြေအနေမှာမတွေ့ရပါဘူးနောက်ပြီးကြတော့သူတို့နှစ်ကောင်ပေါ့နော်နှစ်ကောင်လုံးကသူတို့နှစ်ကောင်လုံးကနိုင်ပွဲလူပဲချက်များနေတယ်ဒါဆိုလို့ရှိရင်ဒီလာလီဂါမှာဆိုလို့ရှိရင်3ပွဲဆက်ဗီလာရီတို့နိုင်ပွဲပျောက်ထားတယ်ထိုနည်းလည်းကောင်းမယ်Espanyolတို့ကလေဘယ်နှပွဲတော့6ပွဲဆက်တင်တာပဲထိုနည်းလည်းကောင်းမယ်Espanyolတို့ကလေ9ပွဲဆက်ပေါ့နော်နိုင်ပွဲပျောက်ထားတယ်ဆိုတော့နှစ်ကောင်လုံးကနိုင်ပွဲကိုပြင်းပြထန်ဆာလောင်တို့အဲ့ဒီတာပါဆိုတော့ဒီနှစ်တင်းကဒီနေ့ညမှာပိတ်ဆော့လာစရာအကြောင်းတော့မရှိဘူးလို့ကျွန်တော်မြင်ပါတယ်နှစ်တင်းလုံးဂိုးရဖို့သူတို့ဥတီပြီးတော့ဆော့ကြမှာဖြစ်ပါတယ်ဆော့ကြမယ်လို့ယူဆရပါတယ်ညကခက်ခဲတဲ့လာလီဂါ9ပွဲကလည်း4ပွဲကိုအောက်ပြီးတော့ပြက်သားသားပေါ်ထားဆိုလို့ပြီးပေါက်တဲ့တင်းနဲ့ပဲရှိသေးရပါဆိုတော့ကိုပေါ်လေကလန်နာကြအရာလာနိုင်ပါတယ်အဲ့ဒါဒီကြောင့်မလို့ကျွန်တော်ဗီလာကြီးရဲ့ဂိုးပေါ်လေးကိုပို့ပြီးတော့ကြိုက်နေတဲ့တက်နေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရွေးချယ်ထားပြီးတော့เนาะစဉ်းစားထားတာတွေကကျွန်တော်ရွေးရတဲ့ပို့ပြီးတော့ကြိုက်နေတဲ့အချက်လေးတွေကိုပြောပြပေးတော့ဖြစ်ပါတယ်အကြိုက်သူမှဆိုဖို့တော့ကျွန်တော်မြင်တဲ့ရခံပါတယ်ညီကိုရီအားလုံးခုနကရင်ကွက်လက်ပါဟုတ်ကဲ့အကောင့်တွေကမကြာခဏပြတ်တက်လို့ကျွန်တော်ရဲ့အမြဲတမ်းကြည့်လို့ရအောင်ပေါ့နော်ကျွန်တော် Telegram Channel လေးကို comment မှာချပေးထားပါတယ်ညီကိုရီအားလုံးအစီအမံချပါသည်ခင်ဗျ